မလုံးခင်လေးမှာဘယ်ရမှုကတော့ခံဆိုလေချိန်နေရဆိုရုံနေလေတော့စကားဆိုလေဘာကြီးရဆိုလိုက်တော့တွေဝင်ငါမယ်ခဏရဲ့ဆုံးရလေအရှိစီသူချင်လမ်းမယ်တာစီများလေတွေ့ကြုံရမယ်သူတို့လည်းတွေ့ရင်နဲ့တော့တဲ့ငောင်းပြောမယ်ဒီလောကကြီးရဲ့စားအလက်ပြတ်တဲ့ရှင်ဆိုလေကိုရောရှိရဲ့ဒါနာရောခီမာစံသာရရှိမြတ်စကားဆိုလေလူငယ်မောင်မဲများကိုရောရှိရဲ့စေခိုင်ရလမ်းမှာရဲ့နဲ့စိတ်နဲ့ကြိုးစားကြမယ်ဘလို့ပင်သာစီများရှိမှကာယံထားလေဘုရားရဲ့ကုတော်ကသဆုံးနိုင်အစေခံမယ်မလုံးခင်လေးမှာဘယ်ရမှုကတော့ခံဆိုလေချိန်နေရဆိုရုံနေလေတော့စကားဆိုလေဘာကြီးရဆုံးနိုင်တော့တွေဝင်ငါမယ်ခဏရဲ့စံများနဲ့အရှိစီသူချေလမ်းမယ်တာစီများလည်းတွေ့ကြုံရမယ်သူတို့လည်းတွေ့ရင်နဲ့တော့တဲ့ငောင်းပြောမယ်ဒီလောကကြီးရဲ့စားအလေးအဖြတ်တဲ့ရှင်ဆိုလေကိုရရှိရဲ့နာနာရောခီမာစတာရရှိမြတ်စကားဆိုလေလူငယ်မောင်မဲများကိုရရှိရဲ့စေခိုင်ရလမ်းမှာရဲ့နဲ့စိတ်နဲ့ကြိုးစားကြမယ်ဘလို့ပဲသာစီများရှိမှကိုင်းထားလေရာယမှုတော်ကသဆုံးတိုင်းအစေခံမယ်ရေရင်စွာဟောပြောဆိုလေဝမ်းမြောက်စွာစကားဆိုလေဝါရဲ့ချင်းဝင်လေခင်လမ်းမနဲ့သူစုများရမြတ်ထံခေါ်ဆောင်ဆိုလေဝမ်းမိစားလေးမကုန်ခင်မှာကိုရောရှင်ရဲ့ဒါသနာတော်ခီမာစံသာရရှိသမျှစကားဆိုလေလူငယ်မောင်မဲများကိုရောရှိရဲ့စေခံရလမ်းမှာရဲ့နဲ့စိတ်နဲ့ကြိုးစားကြမယ်ဘလို့ပဲ